Spain Fighter ကြီး Atletico Madrid အသင်းနဲ့ကျွန်တော်တို့ Liverpool အသင်းရဲ့ Champion League ဒါ League Phase ပွဲစဉ်1အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်ဗျဆိုတော့ Atletico Madrid အသင်းကိုဒါ Spain Fighter ကြီးလို့ဒါရည်ညွှန်းရခြင်းကလည်းဒါ La Liga မှာဆိုလို့ရှိရင် Atletico Madrid အသင်းက physical ဘိုင်းကိုအဓိကအားပြုပြီးတော့ဒါကြမ်းကြမ်းတမ်းလေးပေါ့နော်သူတို့ရဲ့ playing style ကအဲ့လိုမျိုးလေးတိဆောက်ထားတာဖြစ်တဲ့အတွက်ကိုအဲ့ဒီ style မျိုးလေးကစားတယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်တော့ဆိုတော့ကျွန်တော်မှတ်မှတ်ရဒီ2021-2022ရာသီတုန်းက Champions League မှာကျွန်တော်တို့ Liverpool အသင်းအနေနဲ့ runner up ရခဲ့တယ်ဗျအဲ့ဒီနှစ်တုန်းကဆိုလို့ရှိရင်လည်း Atletico Madrid အသင်းနဲ့အိမ်ကွင်းဝေးနှစ်ကြော့ကစားခဲ့ရတယ်Atletico Madrid အသင်းရဲ့အိမ်ကွင်းမှာကျွန်တော်တို့ဒါ 2-3 ဆိုတဲ့ရလက်မျိုးနဲ့ကျွန်တော်အနိုင်ရရှိခဲ့တယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာလည်း Tico ရဲ့နောက်ခံကစားသမား Philippi ကအနီးကပ်နဲ့အနီးကပ်ပြသခံခဲ့ရတယ်ကျွန်တော်တို့ Liverpool အသင်းရဲ့အိမ်ကွင်း Anfield မှာရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာကျွန်တော်တို့က 2-0 နဲ့နိုင်ခဲ့တယ်အဲ့ဒီပွဲစဉ်မှာလည်း Anthony Griezmann အနီးကပ်ပြခံရတယ်နဲ့တူတယ်ဟိုပြောချင်တာကတော့တွေးဆုံနိုင်ရတော့ဒါပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာမျိုးရှိတယ်အနီးကပ်ဆုံးတွေးဆုံမှုမှာတော့ကျွန်တော်တို့ကအိမ်ကွင်းဝေးကွင်းနှစ်ကြော့စလုံးအနိုင်ရရှိခဲ့တာမျိုးရှိတယ်ဆိုတော့လက်ရှိအခြေအနေရောကျွန်တော်တို့နှစ်သင်းရဲ့အနေအထားလေးနှိုင်းယှဉ်ကြည့်ရအောင်ပေါ့နော်ဆိုတော့ recent form တွေအရဆိုရင်ကျွန်တော် Liverpool သင်းကတော့ဒါနောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဘန်လီအသင်းကိုဒါခက်ခဲနဲ့အနိုင်ရရှိအောင်စူးစမ်းပြီးတော့ကစားခဲ့ရတယ်တိုက်စစ်ပိုင်းကဂိုးရရှိဖို့ရုန်းကန်ခဲ့ရတာမျိုးရှိတယ်လို့ဒါဘန်လီအသင်းရဲ့နောက်တန်းကိုဂိုးရရှိဖို့ပေါ့နော် base chance တွေအများကြီး create မလုပ်နိုင်တာမျိုးရှိတယ်ဆိုတော့ဒီလိုမျိုးတိုက်စစ်နေပေါ့နော် Atletico Madrid အသင်းကိုကျွန်တော်တို့ဒါဂိုးရပါမလားဒါပေမဲ့တစ်ချက်ရှိတာကျွန်တော်တို့အင်္ဂွင်း Anfield မှာကစားမဲ့ပွဲစဉ်ဖြစ်တယ်ဆိုတော့အင်္ဂွင်းအားသာချက်တစ်ချက်ရှိနေတယ်ပြီးတော့ Champions League အဖွင့်ပွဲစဉ်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါအင်္ဂွင်း atmosphere အောက်မှာပထမအဆုံးChampions League ပွဲစဉ်ရေပေါ့နော်ရမှတ်3မှတ်ကိုရှာဖွေတဲ့ပွဲစဉ်ဆိုတော့တစ်ဖက်က Atletico Madrid ရဲ့ recent form Atletico Madrid အသင်းကတော့လက်ရှိဒီယာတီမှာယာတီတစ်မှာပေါ့နော်La Liga မှာတော့အဖွင့်မလှခဲ့ဘူး Espanyol ရှုံးထားတာမျိုးရှိတယ် Elche တို့ Alaves တို့ကိုအနိုင်မကန်ထားနိုင်ခဲ့ဘူးဒါပေမဲ့နောက်ဆုံးရှစ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ Villarreal ကိုအိမ်ကွင်းကနေပြီး2-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိအောင်ကစားထားနိုင်ခဲ့တာမျိုးရှိတယ်ဆိုတော့နှစ်သင်းရဲ့ကျွန်တော်တို့ဒါ injury update အခြေအနေလေးကိုကြည့်ရအောင်ကျွန်တော်တို့ Liverpool အသင်းဘက်ကတော့ဒါဒီပွဲစဉ်ကိုမာကာလွဲချော်မှုရာခိုင်နှုန်းတော်တော်လေးတော့များတယ်ဗျ ankle injury လေးရရှိနေတယ်လို့တော့သိရတယ်ပြီးတော့ကတ်တဂျုံအနေနဲ့ကလည်းဒီပွဲစဉ်ကိုလွဲချော်မှုရာခိုင်နှုန်းများတယ်နီးပြအန်နီစလော့ရဲ့ပြောပုံအရဆိုလို့ရှိရင်တော့လာမဲ့ပွဲစဉ်ကြာတော့မှသာကတ်တဂျုံအနေနဲ့ fit ဖြစ်ဖို့တော့များတယ်မျှော်လင့်လို့ရတဲ့အနေအထားမျိုးပေါ့နော်လက်ရှိမှာတော့ဒါကြံ့ခိုင်မှုပိုင်းဆိုင်ရာလိုအပ်ချက်လေးရှိနေတာဖြစ်တဲ့အတွက်ကတ်တဂျုံနဲ့မာကာတော့လွဲချော်မှုရာခိုင်နှုန်းတော်တော်လေးများတယ်နောက်ထပ်ကတော့ Lezana Isak ဗျ Lezana Isak ကတော့ကျွန်တော်တို့ဒါ Asa Training Center မှာ Atletico Madrid အသင်းနဲ့ပွဲအတွက်ပြင်ဆင်မှုလုပ်တဲ့အသင်းလိုက် training မှာဒါပါဝင်လာတာကိုတွေ့ခဲ့ရပါတယ်ပြီးတော့ဒီပြ Anisla ရဲ့ပြောပုံအရဆိုလို့ရှိရင်တော့ဒီ Champions League ပွဲစဉ်မှာ Lezana Isak အနေနဲ့ပေါ့နော်အသင်းနဲ့ပေါ့နော်ပါဝင်ကစားဖို့အတွက်ကိုအခွင့်အရေးရှိနေတယ်လို့ပြောကြားသွားခဲ့တာမျိုးရှိတယ်တိုးတော်လည်း Lezana Isak ကိုကျွန်တော်စိတ်ထင်ကတော့ဒါပွဲအစတွေက line up မှာသုံးလာလိမ့်မယ်လို့တော့မထင်ဘူးIkitiki လေးကိုပဲပွဲအစတွေကသုံးလာပြီးတော့မှဒါဒုတိယပိုင်းကြာတော့မှIkitiki နဲ့လူစားလဲပြီးတော့မိနစ်အနည်းငယ်လောက်ပေါ့နော်ဒါပါဝင်ကစားခိုင်းမဲ့ပေါ့နော်အခြေအနေမျိုးလေးတော့ကျွန်တော်ထင်တယ်ပြီးတော့ဝန်သားစရာအခြေအနေကတော့ကျွန်တော်တို့ဒါ frame bound ပေါ့နော် frame bound ကတော့ injury ကပြန်လည်တက်တာလာပြီးဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုပွဲထွက်ကစားသမားစင်းမှာပါလာမလားစိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ Atletico Madrid အသင်းဘက်ကတော့သူတို့အသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Everest ပေါ့နော် Everest ကတော့ injury ပြဿနာလေးအနည်းငယ်ရှိတဲ့အတွက်ပါဝင်ဖို့တော့မတေချာဘူးပေါ့နော်50-50ဆိုတဲ့အနေအထားမျိုးလေးမှာရှိပါတယ်ပြီးတော့နောက်ခံကစားသမားဖြစ်တဲ့ Jimenez ကဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိတယ်ကျန်တဲ့ကစားသမားတွေကတော့အစုံအလင်ကြံ့ခိုင်မှုပြည့်ဝနေတယ်ဗျ injury ပြဿနာမရှိဘူးအဓိကတော့ Tico ရဲ့နောက်တန်းကအဓိကကစားသမားတွေကတော့ injury ကင်းစင်နေတာမျိုးရှိတယ်ကွင်းလယ်ပိုင်းရောပေါ့နော်သူတို့အနေကတော့ဒါ Everest ပါဝင်လာမလားဒါမှမဟုတ်လို့ရှိရင် Everest မပါဝင်ဘူးဆိုလို့ရှိရင်လည်းတိုက်စစ်ပိုင်းမှာဒါ slot လို့ကစားသမားမျိုးတွေရှိနေတာဖြစ်တဲ့အတွက်အရန်ကြီးတော့အားနေသွားမဲ့ပုံစံမျိုးမှာတော့မရှိဘူးဗျဆိုတော့ကျွန်တော်ဖြစ်နိုင်မှာ line up လေးခံမှန်းကြည့်အောင်ဆိုတော့ကျွန်တော် Liverpool တင်ကတော့ဒါ4-2-3-1 ဆိုတဲ့ပုံစံမျိုးနဲ့ပဲပွဲထွက်လာနိုင်ဖို့ရှိတယ်ဆိုတော့ဂိုးသမားနေရာကနေပဲအရင်စပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါ Alisson ဘက်ကပွဲထွက်လာဖို့ရှိတယ် Center back မှာကလည်းအပြောင်းလဲမရှိပါအသင်းကောင်းဆောင် Virgin နဲ့ Konate ပဲပွဲထွက်လာဖို့ရှိတယ် Full back မှာကတော့ကျွန်တော်ဒါ Carcass လေးနဲ့ဖြစ်နိုင်မှုရ line up မှာဆိုလို့ရှိရင်တော့ဒါ frame bound ကိုပြထားတယ်ပြီးခဲ့တဲ့ Burnley နဲ့ပွဲစဉ်ထိ Full back မှာ Szoboszlai ကိုသုံးမိမယ်ဒီပွဲစဉ်မှာတော့ဒါကွင်းလယ်ပိုင်းလိုအပ်ချက်ရှိနေတယ်ဗျမာကာလည်းပါဝင်ဖို့ရာခိုင်နှုန်းနည်းနေတဲ့အနေအထားရဲ့ကတ်တကြုံလည်းလွဲချော်ဖို့ရှိနေတဲ့အနေအထားရဲ့မှာတော့ဒါကွင်းလယ်မှာစူဘူကိုပြန်သုံးပြီးတော့ frame bound ကိုဒီပွဲစဉ်မှာ full back မှာ
အသုံးပြုလာနိုင်မှုရှိတယ်ပြီးရင်ကျွန်တော်ဒါနံပါတ်6ရိုးနေရာမှာ Gravenberch နဲ့နံပါတ်10ရိုးနေရာမှာကတော့ဒါ Florian Wirtz ပဲပွဲထွက်လာဖို့ရှိပါတယ်တောင်မန်ဒီမှာကလည်းဒါ Cody Gakpo နဲ့ Musala Santa Fe နေရာ striker နေရာမှာကတော့ဒါ Ekitike လေးပဲပွဲထွက်လာဖို့ရှိပါတယ်ကျွန်တော်ရှေ့ရပြောသလို Alexander Isak အနေနဲ့အသင်းနဲ့ပထမဦးဆုံးပွဲထွက်ခွင့်ရရှိမယ်ပါဝင်ကစားခွင့်ရရှိမယ်ဆိုလို့ရှိရင်တော့မှဒါဒုတိယဘိုင်းကြတော့မှဒါ Ekitike လေးနဲ့လူစားလဲပြီးတော့ဝင်ရောက်ကစားဖို့အတွက်အခြေအနေလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါ Atletico Madrid အသင်းရဲ့ line-up ကိုခံမှန်းကြည့်ရအောင်ပေါ့နော်။ဆိုတော့နီးပြကြီး Diego Simeone အနေနဲ့ကတော့ဒါ 4-4-2 ဆိုတဲ့ကစားကွက်မျိုးကိုအသုံးပြုလာနိုင်ပွဲရှိတယ်။တိုက်စစ်ပိုင်းအစပြောမယ်ဆိုလို့ရှိရင်တော့ဒါ Everest ပါဝင်လာမယ်ဆိုလို့ရှိရင်တော့ Everest နဲ့တစ်ဖက်မှာဒါ Griezmann ပွဲထွက်လာဖို့တော့ရှိတယ်။ဝိုင်းကစားသမားကြီး Griezmann ပေါ့နော်။သို့မဟုတ် Everest အနေနဲ့ injury ပြဿနာလေးအနည်းငယ်ရှိရဆိုရင်တော့သူ့နေရာမှာဒါ slot ပွဲထွက်လာဖို့တော့ရှိပါတယ်။ကွင်းလယ်ဒီမှာကတော့ဒါ Boris ဝိုင်းကစားသမားကြီး Koki တောင်ပန်ဒီမှာကတော့ Gallagher နဲ့ဒါ Simeone တို့ကိုပြထားတာမျိုးတော့ရှိတယ်။ဆိုတော့ Gallagher ကလည်း Liverpool အသင်းရဲ့အကြောင်းပေါ့နော်ဒါအကောင်းကောင်းလေးသိနေမယ်လို့တော့ထင်တယ်ဗျ။ Premier League မှာဒါ Chelsea အသင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့အနေအထားမျိုးလေးရှိရတဲ့အတွက်ပေါ့နော်။ဆိုတော့နောက်ခါလူ၄ယောက်နေရာမှာဆိုလို့ရှိရင်တော့ fullback တွေမှာ Llorente နဲ့ Ruggeri ကိုပြထားတယ်။ center back အတွဲမှာကတော့ Lachlan နဲ့ဒါ Norman ကိုပြထားတာမျိုးရှိတယ်။ကိုသမားကြီးကလည်းဝိုင်းကိုသမားကြီး Young Oblak ပဲပွဲထွက်လာဖို့ရှိပါတယ်ဆိုတော့ Atletico Madrid အသင်းရဲ့ line-up ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကွင်းလယ်ပိုင်းပေါ့နော်အဓိကကွင်းလယ်ပိုင်းမှာ၄ယောက်တန်းရဲ့ဒါခန်းစစ်ပိုင်းမှာလည်းအဓိကကစားသမားတွေပွဲထွက်လာတဲ့အနေအထားကတော်တော်လေးကျွန်တော်တို့ Liverpool အသင်းအတွက်တော့ခက်ခဲလိမ့်မယ်လို့ထင်တယ်တီကိုအနေနဲ့ကဒါဝိုင်းကစားသမားအများစုနဲ့ပေါ့နော်ဒါစုဖွဲ့ထားတာအသင်းဖြစ်တဲ့အတွက်ကိုဥရောပအတွေ့အကြုံကလည်းတော်တော်လေးကိုရှိနေတာမျိုးရှိတယ်ဆိုတော့တိုက်စစ်ပိုင်းမှာစောင့်ကြည့်ရမှာကတော့ဒါ Griezmann ပေါ့နော်ဝိုင်းကစားသမားကြီးကိုစောင့်ကြည့်ခြင်းစရာကောင်းတယ်ပြီးရင်တိုက်စစ်ပိုင်းမှာနောက်ထပ်ကစားသမားတဦးအနေနဲ့ကတော့ဒါဒီယာဒီမှာ Atletico Madrid အသင်းတို့ကဒါ၄ပွဲမှာတကိုးသွင်းယူပေးထားတဲ့ Alexander slot ကတော့စောင့်ကြည့်ခြင်းစရာကောင်းတယ်လို့ပြောရမှာလေးဖြစ်တယ်သူ့အနေနဲ့ကဒါပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင် Atletico Madrid အသင်းတို့ကဒါ24ဂိုးထိသွင်းယူပေးထားတဲ့ကစားသမားဆိုတော့တကယ်ကိုကောင်းမွန်တဲ့ကစားသမားလို့ပြောရမှာလေးဖြစ်ပါတယ်ဒီပွဲစဉ်ကလုံးဝခက်ခဲမဲ့ပွဲစဉ်ပေါ့နော်ပြီးတော့ကျွန်တော်တို့လက်ရှိမှာဒီကျွန်တော်တို့အသင်းရဲ့ကစားသမားတွေပေါ့နော်ရာသီတစ်အတွက်လက်ရှိအပြောင်းရွှေ့မှာခုတ်ထားတဲ့ကစားသမားတွေအပေါ်မှာတချို့သော fan တွေအနေနဲ့ကတော့အဓိက Florian Wirtz ပဲဖြစ်ဖြစ်ပေါ့နော်ခြားသောကစားသမားတွေအပေါ်မှာဒါ Carcass တို့ Frimpong တို့အပေါ်မှာအများကြီးမျှော်လင့်ထားပေမဲ့တိတ်ပြီးတော့ပေါ့နော်အားမရတဲ့အပိုင်းလေးတွေရှိနေတာမျိုးရှိတယ်တိုးတော်လည်းနီးပြ Arne Slot ကတော့ဒါဒီကစားသမားတွေရဲ့စွမ်းဆောင်ရည်ဘိုင်းကတကယ်ကိုကျဉ်းနှက်လောက်เสียအခြေအနေမျိုးမှာရှိတယ်ဒါ Florian Wirtz ဆိုလို့ရှိရင်လည်း Premier League ပွဲစဉ်မှာသူ့ရဲ့ပါဝင်မှုတွေကပေါ့နော်ဒါ Liverpool အသင်းနဲ့ပါဝင်မှုတွေအသင်းအတွက်အကျိုးရှိတဲ့အခွင့်အရေးမျိုးတွေကိုရရှိခဲ့တဲ့အနေအထားမျိုးတွေဒီလိုနိုင်မွေးတွေကဒီကစားသမားတစ်တွေရဲ့စွမ်းဆောင်ရည်မှုပေါ့နော်ကျင်းတဲ့လောက်ဆရာစွမ်းဆောင်ရည်မှုကြောင့်ရရှိခဲ့တဲ့ဆိုတာမျိုးလေးတွေပြောသွားတာဖြစ်တဲ့တော့ပေါ့နော်ဒီကစားသမားတွေအနေနဲ့ကောဒါနီးပြကြီးယုံကြည်မှုပေးထားသလိုချန်ပီယံလိပွဲစဉ်မှာလီဗာပူးအသင်းနဲ့အကောင်းဆုံးခြေစွမ်းပြသနိုင်မလားကျွန်တော်တို့စောင့်ကြည့်ခြင်းတယ်ပေါ့နော်ဒီပွဲစဉ်တွေကနောက်ထပ်ကတော့ကျွန်တော်တို့ Atletico Madrid အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီပွဲစဉ်မှာလည်းဒါချန်ပီယံလိပထမဆုံးပွဲစဉ်မှာ injury မရရှိဖို့လည်းလိုအပ်ပါတယ်ပေါ့နော်တစ်ဖက်ကတော့ဒါသူ့ရဲ့ physical ကိုအားပြုပြီးတော့နည်းနည်းလေးတန်းတန်းကစားတဲ့အနေအထားမှာပေါ့နော်ကျွန်တော်တို့အသင်းအနေနဲ့ဒါသတိကြီးထားမဲ့အနေအထားမျိုးလေးမှာရှိတယ်ပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ပြီးခဲ့တဲ့ဘန်လီအသင်းနဲ့ပွဲစဉ်မှာလည်းတိုက်စစ်ပိုင်းကတွင်းကိုရရှိဖို့ရုန်းကန်ရတဲ့အနေအထားမှာတစ်ဖက်ကတကယ်ကို solid ဖြစ်တဲ့ဒါ Lachlan တို့ဒါ Norman တို့ပြီးရင်ဒါ Llorente တို့ဥဆောင်လာမဲ့ခံစစ်တိုင်းယူပေါ့နော်လီဗာပူးအသင်းအနေနဲ့အကောင်းဆုံးဒါဂိုးရရှိဖို့အဖြေရှာတင်တယ်လို့ထင်တယ်ပေါ့နော်တကယ်ကိုခက်ခဲမဲ့ပွဲစဉ်တစ်ပွဲပါပဲ။ Okay ဆိုတော့ကျွန်တော်တို့ဒါလက်ရှိအာရှရဲ့အကြောပေးမှုကိုကြည့်မယ်ဆိုရင်တော့လီဗာပူးအသင်းရဲ့အိမ်ဝင် Anfield မှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ရဲ့ချန်ပီယံလိဘိုးဆွဲဖို့ရေပန်းစားနေတဲ့နေရာမှာကျွန်တော်တို့ကထိတ်ဆုံးမှရှိတယ်။ရေပန်းစားဆုံးအသင်းဖြစ်နေတဲ့အတွက်ကိုဒီပွဲစဉ်ကတော့ပြင်းပြရှရှလေးပဲ1-30ဆိုတာမျိုးလေးပေးလာတယ်။ဒါကလည်း fair ဖြစ်တဲ့အကြောပေးမှုလို့ပြောလို့ရတယ်။ Bukiri အနေနဲ့ဒါလီဗာပူးအသင်းရဲ့အိမ်ကွင်းAnfield မှာပေါ့နော်ကစားမဲ့ကစားအားကိုတော်တော်လေးကြောက်ပုံရပါတယ်ပြင်းရှားတဲ့ကြေးမျိုးလို့ပြောလို့ရတယ်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကဒါ130အနိုင်လောက်ဖွင့်ပေးတယ်ဆိုလို့ရှိရင်တော့မှ fair ဖြစ်တဲ့အနေအထားပေါ့နော်အခုကတလုံးသွင်းအောင်ဒါ30ရှုံးမယ်ဆိုတဲ့အနေအထားမျိုးလေးဆိုတော့တော်တော်လေးတော့ပြင်းရှားပါတယ်ဒါလက်ရှိကျွန်တော်သိရသလောက်အကြောပေးမှုပေါ့နော်အပြောင်းလဲလေးလည်းရှိကောင်းရှိနိုင်ပါတယ်ဆိုတော့လီဗာပူးအသင်းနိုင်ရရှိဖို့ရာခိုင်နှုန်းကအာရှရဲ့အကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါမြင်သာပါတယ်ပေါ့နော်အနိုင်ရရှိဖို့ရာခိုင်နှုန်းများပါတယ်ကိုပေါင်းကြေးရကြည့်မယ်ဆိုလို့ရှိရင်3+10ဆိုတဲ့အနေအထားလေးကဒါကိုးများသွားနိုင်မလားဆိုတော့ကျွန်တော်စိတ်ထင်ကတော့ဒီပွဲစဉ်က Atletico Madrid အသင်းလည်းဂိုးရရှိလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်နေဗျကျွန်တော်စိတ်ထင်ပေါ့နော်ဒီပွဲစဉ်ရဲ့ရလဒ်ကတော့ဒါ2-1ဆိုတဲ့ရလဒ်မျိုး
ဖြစ်ကောင်းဖြစ်နိုင်မယ်လို့တော့ကျွန်တော်ထင်တယ်လီဗာပူးအသင်းအနိုင်ရရှိသွားမယ်ချန်ပီယံလိပွဲစဉ်မှာသို့တော့အာရှရဲ့အကျော်ပေးမှုအရာတော့ဒါပြား30လောက်တော့ရှုံးသွားမယ်အနေထားလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒါတော့ဒီပွဲစဉ်ပေါ့ကျွန်တော်အမြင်ပေါ့နော်โอเคဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်တို့ဒါကြာသပတေးနေ့မနက်တနာရီခွဲမှာအားလုံးပဲစမှတ်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့အင်ကွင်း Anfield မှာချန်ပီယံလိအဖွင့်ပွဲစဉ်ဖြစ် Atletico Madrid အသင်းကိုအခမ်းပြီးတော့ရှင်မြန်ကစားသွားမှာလည်းဖြစ်ပါတယ်ဆိုတော့အမြင်လေးတွေ comment box မှာဝင်မြပေးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ